မှန်မထားတဲ့ Everton နီးပြဟောင်းတို့ရဲ့လီဗာပူးပေါ်ထားရှိတဲ့သဘောထားတရက်အားလုံးပဲမင်္ဂလာပါရှင်လီဗာပူးနဲ့ Everton ကြားပြိုင်ဆိုင်မှုကတော့ဘယ်လောက်ထိပြင်းလဲဆိုတာအထွေထူးပြောနေကြတာမလို့တော့ပါဘူး2019မှာ Everton အသင်းကို Ancelotti ကကင်တွယ်ခဲ့ပြီးတော့တကယ်တော့သူဟာလီဗာပူးနီးပြဖြစ်ချင်ခဲ့တာဆိုပြီးတော့ဖွင့်ဟပြောဆိုလာတာဖြစ်ပါတယ်လွန်ခဲ့တဲ့2015အောက်တိုဘာမှာဘရဒန်ယော်ဂျာကိုလီဗာပူးကထုတ်ပေးခဲ့ပြီးတော့နောက်ပိုင်းမှာ Ancelotti ကိုနီးပြတဲ့အဖြစ်ပြောင်းလဲခန့်အပ်ဖို့အတွက်ဆွေးနွေးခဲ့ကြပါတယ်။ဒါပေမဲ့လည်းနောက်ဆုံးမှာတော့လီဗာပူးဟာယာကန်ကလော့ကိုပဲရွေးချယ်ခဲ့ပြီးတော့ဒီဆုံးဖြတ်ချက်ကလီဗာပူးအတွက်အဓိကအလှည့်ပြောင်းတစ်ခုဖြစ်ခဲ့တယ်လို့ဆိုရပါလိမ့်မယ်။အဲဒီနောက်မှာတော့ Ancelotti ကဘိုင်ယန်မြူးနစ်မှာပက်ဂွာဒီယိုလာရဲ့နေရာကိုဆက်ခံဖို့သဘောတူခဲ့ပြီးတော့2015-16ရာသီကုန်မှာပဲဘိုင်ယန်နီးပြဖြစ်ခဲ့ပါတယ်။ Ancelotti ကကျွန်တော်ရဲ့အိမ်မက်ကလီဗာပူးရဲ့နီးပြဖြစ်ဖို့ပါပဲဒါပေမဲ့ကျွန်တော် Everton စီရောက်သွားခဲ့ပြီးသူတို့ရဲ့ပြိုင်ဆိုင်မှုကိုကိုယ်တိုင်ခန်းစားခဲ့ရပါတယ်အခုတော့ကျွန်တော် Everton ပရိသတ်တစ်ယောက်ဖြစ်နေပါပြီအဲ့ဒီပတ်ဝန်းကျင်ကိုအရင်ကြိုက်ခဲ့ပါတယ်ဘာလို့လဲဆိုတော့အသင်းအတွက်စိတ်အားထက်သန်မှုကအမခန့်ပါလီဗာပူးကို Everton ပရိသတ်တွေဘလောက်အထိမလိုလားမှုဆိုတာကိုလည်းသတိပြုမိပါတယ်လီဗာပူးကနှစ်ပေါင်းများစွာပရီးမီးယားလိမှာအကောင်းဆုံးဖြစ်ခဲ့ပြီးအခုထိလည်းဆက်ဖြစ်နေတော့မှလို့ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။ဆက်ပြီးတော့လေလီဗာပူးအသင်းရဲ့ကမ်းလှမ်းမှုကိုမျှော်လင့်ရင်းသူဟာအီတလီနီးပြရာထူးကိုလည်းဆွန့်လွတ်ခဲ့မှုတယ်လို့ဆိုထားပါတယ်။လက်ရှိမှာတော့ Ancelotti က Real အသင်းကိုကင်တွယ်နေပြီးတော့လီဗာပူးကလည်းနီးပြအသင်း Armstrong နဲ့အတူအောင်မြင်မှုခရီးလမ်းကိုစတင်ရှောက်လန်းနေပြီဖြစ်ပါတယ်။